ကဲဒီ spider လေးကိုတော့ကိုစတုံးမယ်ပေါ့ဗျာကဲကျွန်တော်သုံးတဲ့ဒီ9000ကောဆိုတာဒီကောပဲဖြစ်ပါတယ်လို့ဒီကောလေးကိုကျွန်တော်စတုံးမယ်ဖြစ်ပါတယ်ဒါကောအမဲပေါ့ဗျာနော်ကောအမဲပေါ့ပြီးရင်ဒီကောမဲပြီးပြီဆိုတာနဲ့ပြန်နေဒီမှာနော်အပတ်လည်းအကုန်တုပ်ပြီးသွားပြီနော်ဒါယူရှင်းပါတယ်ဝါသနာရှင်ညီကိုများကဲဒါလေးကကျွန်တော်ကအားလုံးကတော့ fit site အကုန်လုပ်ပြီးသား coin site တွေလည်းအကုန်လုပ်ပြီးသားပြီးရင်ဒါလေးကိုသူ့အလေးနဲ့သူအလိုက်တင်လေးထည့်လိုက်ပါဩကောကသူ့ဟာသူဟိုတူကတ်သွားပါပြီကဲပြီးရင်ပို့ပြီးစေးပြီးပို့ဖြစ်အောင်အလေးကိုလိုက်ပြီးတော့နည်းနည်းချင်းဖြီးပေါ့ဗျာကောမဲကောကျွန်တော်တို့ဒီစက်ယုံကသုံးတဲ့ကောမဲကတော့ဘာကောလဲတော့မသိဘူးပေါ့ဗျာကျွန်တော်သုံးတဲ့ကောမဲကတော့ကျွန်တော်သုံးတဲ့ကောမဲပေါ့သူတို့ရဲ့ original speaker တွေမှာသုံးတဲ့ကောကတော့ဘာကောမဲလဲတော့ကျွန်တော်လည်းမသိဘူးဗျာကျွန်တော်သိတဲ့ကောကျွန်တော်သုံးတာပေါ့ဗျာနော်အဲ့လိုလီတော့ရှိတယ်ဗျို့ဒါပေမဲ့လက်ရှိတော့ကျွန်တော်သုံးနေတဲ့ကော်ရီရဲ့ကော်ထဲမှာတော့ဆွဲအားကောင်းပါတယ်ဒီကော်ကလည်းလက်ရှိကျွန်တော်သုံးနေတဲ့ကော်ထဲမှာတော့ဆွဲအားကောင်းပါတယ်ဟုတ်လားဒါ spider ကော် spider ကိုကတ်လိုက်ပြီလို့ spider ကိုကတ်လိုက်ပြီ spider ကိုကတ်ပြီးသွားရင်ကျွန်တော်တို့ဗာဆက်လုပ်မယ်ဆိုရင်ဒီ spider ကိုကတ်ပြီးသွားရင်ဒီ spider နဲ့ဒီ coin နဲ့တစ်ခါကော်တစ်ထပ်တော့မယ်အဲ့ကော်ကြတော့ကျွန်တော်ဒီကော်အမဲမဟုတ်တော့အဲ့ဒါကြတော့ကျွန်တော်ဒီကော်မဲကိုမသုံးတော့ဘယ်ကော်တော့မှတော့ဒီကော်စိမ်းပေါ့ပြောရရင်တော့ AB ကော်လို့ပုံသဏ္ဍာန်မျိုးကိုသူကနှစ်မျိုးဆက်ကော်ဗျဒီကော်စိမ်းရလဲသူကအကြည်ပေါ့ဗျာနဲ6မြန်နေနည်းနည်းလေး6မြန်နေသူက9မိနစ်လောက်ဆိုရင်သူက6ပါပြီ9မိနစ်လောက်နှစ်မျိုးဆက်ပါပဲသူကလဲနှစ်မျိုးဆက်မှာဆိုတော့ကျွန်တော်ကပ်ပြီးတဲ့အချိန်ကျရင်ကျွန်တော်မှွေပြီးလို့ဒီကော်စိမ်းနှစ်မျိုးသုံးတာပေါ့ဗျာဒီကော်စိမ်းနှလုံးကလည်း6မြန်နေဗျအဲ့ဒါလေးကျွန်တော်ဒီကောင်လေးကိုဒီခြေလေးကိုဒီကော်နှစ်မျိုးဆက်ကော်သုံးပါပေါ့နှစ်မျိုးဆက်ကော်ကိုသူကိုအခြေမှာပုံပြီးသွားပြီဆိုတယ်မြန်နေမ6ခင်မှာကျွန်တော်တို့သူ့ကိုကတ်လို့မ6ခင်မှာကျွန်တော်ဒီအရွက်ထည့်မှာပေါ့အဲ့အရွက်ထည့်ပြီးသွားလို့အရွက်ကဘေးလိုင်နာကြလို့ရှိရင်လေကျွန်တော်ကဒီကော်ဒီ9000ဆိုတဲ့ကော်ကိုပဲထပ်ပြီးတော့သုံးမှာဖြစ်ပါတယ်ဒီမှာဒီဘေးဒီမှာလည်းဒီ9000ဆိုတဲ့ကော်ကိုသုံးမယ်အဲ့တော့ဒီလိုင်နာတွေကဒီကော်ကိုသုံးခြင်းအပြင်ဒီလိုင်နာတွေပွားခြင်းပြူခြင်းမရှိဘူးဗျကျွန်တော်တို့အရင်တော့သုံးတဲ့ bombis တွေပေါ့ဗျာ bombis ကော်တွေကသုံးရင်အဲ့ကော်တွေသုံးရင်လိုင်နာတွေတင်နာတက်များတော့ပေါ့ဗျာပြောချင်တဲ့သဘောကတင်နာတက်များတော့တင်နာနဲ့ထိသလိုမျိုးဖြစ်ပြီးတော့အရွက်လိုင်နာတွေပွားပြီးတော့တွန့်ခေါက်လာတာအဲ့မှာ level မမှန်တာတို့အရွက်ကြီးတွေဖောင်းပွားချက်ကြီးတွေဖောင်းကြောကြီးတွေဖြစ်လာတာတို့ပေါ့ဗျာဖြစ်ပြဿနာတွေကစိုက်လာတာပေါ့အဲ့တော့ကျွန်တော်ကတော့ bombis တော့မသုံးဖြစ်ပါဘူးကျွန်တော်သုံးတဲ့ speaker တိုင်းမှာကျွန်တော် bombis မသုံးပါဘူးကျွန်တော်လက်ရှိသုံးနေတာဒီကော်စိမ်းရဲ့ဒီ9000ကော်ရဲ့ဒီတရုတ်ကော်ပေါ့ဗျာဒီကော်တစ်မျိုးပေါ့အဲ့တော့ကျွန်တော်သုံးတာအဲ့ဒီ2မျိုး3မျိုးကျွန်တော်သုံးတယ်လက်ရှိကတော့ဒါကော်အမဲဒါပေးမှာဟုတ်လားဒါကတ်ထားတာပေါ့ဗျာဒီကော်ကသူ့ရဲ့ငကူ original ကော်လို့ပုံစံမျိုးပဲဒါပေမဲ့ကော်အပြော့သူကတော့နည်းနည်းကော်ပြော့ပေါ့ကော်အပြော့မှာသူကဆွဲအားကောင်းပါတယ်ကော်အပြော့သားပေါ့သူကဟိုကော်ကကြတော့ဒီကော်ကကြတော့သူကအချောက်မြန်နေသူက speaker coin ထဲ့တဲ့နေရာမှာကျွန်တော်သုံးတာပေါ့ဒီကောင်ဆိုရင်အရွက်လဲတယ်မလို့ဘူးspider လဲတယ်မလို့ဘူးသူဆိုရင်ကျွန်တော်က coin မဲ့ထည့်ရမှာ coin ထည့်ဖို့တည်းလည်းလုပ်ပြီးသားအဲ့ဒီကောင်ကြလို့ရှိရင်เนาะကျွန်တော်ဒီကော်စိမ်းကိုပဲကျွန်တော်ဒီကော်စိမ်းနဲ့ဒီအမဲတပုစိမ်းတပုပေါ့ဗျာနှမျိုးဆက်သုံးရတာပေါ့အဲ့ကော်ကိုပဲကျွန်တော်သုံးပါတယ်ကဲဝါသနာချင်းညီကိုမောင်နှမများလေးလာနေတဲ့သူများလောက်ကြည့်ပါကဲအောင်မြင်ပါလိမ့်မယ်ဗျာကျွန်တော်ကတော့ဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်တတိပညာလေးကိုဝါသနာပါတဲ့မိတ်ဆွေညီကိုမောင်နှမများကိုချပြခြင်းဖြစ်ပါတယ်เนาะကဲအားလုံး
အဆင်ပြေကြပါသည်